ဆာလေးပေါ့နော်ငါပဲရိုက်ဒါကင်ဆာဖြစ်တဲ့စားဆံများကိုကျွန်တော်ရေးထားတာ10နှစ်ရှိပြီကျွန်တော်ရေးထားတာမဟုတ်ဘူးနိုင်ငံတကာကပြောတဲ့သူတေသနာပညာရှင်တွေပြောတဲ့ဟာတွေကိုကျွန်တော်ကနှစ်ချုပ်ပြီးရေးထားတာပြီးကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ဖေရတဲ့ကင်ဆာနောက်ပြီးကျွန်တော်အမေရင်သားကင်ဆာအဲ့တော့ကျွန်တော်ကကင်ဆာမျိုးရှိနေတော့ကိုယ်တိုင်လည်းကင်ဆာဖြစ်နိုင်တယ်ဆိုပြီးဒါကိုကိုကအစိုးရရေးထားတာလွန်ခဲ့တဲ့10နှစ်ကလေးကျွန်တော်ပြောတယ်ကျွန်တော်မိဘတော်ပြောတာသူကလက်မခံဘူးကျွန်တော်အဖေဆိုရင်အဲ့ဒါသမင်းစီစံအကျော်ပဲဝက်ကျော်ပဲစားတာဘာအသီးပဲမှမစားဘူးပြဘီယာတောက်တယ်သူကကျွန်တော်အဲ့လိုမဖြေတာပေါ့ပြစီကျော်လည်းရှိတယ်ပြီးအသေး6သွားတယ်နောက်ဆုံးအသေး6တာနေပြီးတော့ဘီယာပြန်တောက်တယ်ကိုဗစ်မှာအသေးကင်ဆာဖြစ်တယ်ဒါတော့မှကျွန်တော်မျိုးရိုးပြောတာကျွန်တော်အဖေကအသေးကင်ဆာရှိတယ်ကျွန်တော်လည်းအသေးကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်လည်းရှောင်တာကိုအသေးသမားလည်းတတ်မှတ်ပြီးတော့ရှောင်တာပြီးတော့ကျွန်တော်အမေကရင်သားကင်ဆာအစင်းနဲ့ခုတော့ခုပြီးပျောက်တယ်ဖြတ်လိုက်ရတယ်တိုက်ကင်လိုက်ရတယ်အများကြီးပေါ့နော်ခုလိုက်ရတယ်သူကသပင်ဆိုးစေးဆိုတာခမီကလေးထိတာသပင်ဆိုးစေးတွေမဆိုးရဘူးတက်ကြီးမဆိုးနဲ့နော်ခုကျွန်တော်ဒီမှာရေးထားတဲ့ဟာတွေမြန်မာလူမျိုးတွေကဘာလဲဆိုတော့အကင်နေစားတာကျွန်တော်ဆိုလည်းအဲ့လိုပဲစိုက်တွေတော့ကြည့်လိုက်ဒါမှဘီယာဆိုင်နဲ့အကင်ဆိုင်ကြီးများတာပဲအဲ့တော့နံပါတ်1ဒီအကင်ကြော်တဲ့ဟာတွေတူးအောင်ကြော်တာတွေမစားရဘူးတခါမလေးစားတာကိစ္စမျိုးဦးလေးတို့ရတော့မစားနဲ့တော့အပြင်လူတွေကိုပြပြတာဟုတ်ကဲ့ကင်နေပါတယ်ခုနစိုးစေးတွေဆိုတာဝဟုတ်ကြဝတာပြလက်ဖက်ငပိမြင့်တငင်းသီးရောင်နေမဟုတ်ပဲကြီးလောပဲနေလေတော့ဒါရေးတော့စားလုံခဲ့တဲ့10နှစ်ကဆိုရင်ကျွန်တော်ပြောခံရတယ်ဘာစားမှလဲတဲ့အဲ့လိုမျိုးပြောခံတယ်ကျွန်တော်တို့စားတဲ့စားစံမှာကပါနေတာလေရှောင်းရတာပေါ့နော်အဲ့လိုနော်ဝတ်သားမဲသားကိုရှော့စားတတ်တယ်ဒါတွေကဖြစ်စိနိုင်တယ်လို့ပြောတာဖြစ်မယ်လို့ပြောတာမဟုတ်ဘူးရှော့ရမှာဟုတ်တယ်ပြောင်းလဲစီဆိုတာကျောင်းမြန်မာပြည်မှာကြော်တာပြန်ကြော်ထားတာနှစ်ခါသုံးခါကြော်ထားတဲ့စီလေပိတ်ဆိုင်စီဆို4ချိန်လောက်ကြော်ထားတာပါကြော်တွေကြာခွေးတွေသူ့ရဲ့6ချမ်းအစိတ်တောက်ပို့ဆိုတာမှုပေါ့ဟိုတက်စာတွေငြူတီးမို့6ချမ်းပဇွန်ကြောင့်6ပဲစီဆိုစားကြမရှိတော့ပဲစီလည်းအဲ့လိုပဲနေကြစီလည်းဒီလိုပဲနှမ်းစီလည်းဒီလိုပဲရှော့စားတာရှော့စားဟုတ်စားတန်ရင်းချက်တော့ကောင်းဆုံးပေါ့ဒါပေမဲ့ဘယ်သူကစားနိုင်မှာလဲတန်ရင်းချက်ဈေးကြီးတော့ဘာပဲပြောဟိုပါပေါ့ပဲနှမ်းစီနေကြစီကမတော်သေးတယ်မြေကြီးဆိုတာမြေဘဲကမစားနဲ့မြေဘဲကအောက်ကလာတာသူကအစိုးတက်တယ်အစိုးတက်နဲ့သူကမှုတ်တက်တာပေါ့ကျွန်တော်ရေးထားတယ်နိပညာရှင်တွေပြောတာနော်ကျွန်တော်ပြောတာမဟုတ်ကျွန်တော်လည်းဒါစိတ်ကူးတဲ့လူဒါပညာရှင်တွေပြောတာပုဒ်သက်စေကျွင်းကြတယ်အတီးရွက်တွေဆိုလည်းတခြားစားရည်စေရတယ်ပြီးရှက်လက်ကရည်နဲ့စေရတယ်ဒီအတီးရွက်တွေရိုင်းစားလို့မရဘူးရိုင်းချက်လို့မရဘူးဒီရွက်တွေကိုတခြားစားရည်စေတချို့ကျတော့ရှက်လက်ကရည်နဲ့လေရည်နဲ့စီရောပြီးမှစေရတယ်ကလေးတွေစားတဲ့အာလူးကြော်တွေအခရလက်မိုင်းဆိုအဲ့ဒါဆိုတွေဖြော်ရည်တခြားလုံးမစားနိုင်ဘူးနော်ကိုကာကိုလာတွေနော်ဒီမဲ့တန်ဘူးတွေပြီးရင်နော်ပြီးပလင်းနေပြီးရက်စလေး900ဒါတီးပြီးစားပြီး coffee mate တွေတရုတ်ချင်သေးခွေတွေနော်ဆိုဒါပါတဲ့ gas ပါတဲ့ဖြော်ရည်တွေပြီးကြက်သားမုံနဲ့ချိုးမုံနဲ့နော်အဲ့ဒါတွေကတက်ရှိကန်တွေထည့်ထားလို့ short စားရတာပေါ့ကွာပြီးရင် ready made တွေအစစ်မမီတဲ့ no မုံတွေတခါမှလို့ပေါ့အလွယ်စားတဲ့ဟာတွေကျွန်တော်မြန်မာနိုင်ငံမှာကြည့်တယ်စစ်သွတ်ထားတဲ့အစားစားတွေအများကြီးပဲဟုတ်ကဲ့အများကြီးပဲပြီးပြောင်းမှုပေါက်ကျွန်တော်တော့မသိဘူးကလေးတွေစားတဲ့တောင်းမှုပေါက်ဟုတ်ကဲ့ပြီးရင်အငံတိတ်ထားတဲ့အချင်းတိတ်ထားတဲ့ဟာတွေပြီးဂျုံပြူတွေဆိုတော့ချုပ်ထားတာမစားနဲ့ပြီးမွေးမြူကဇလာဗီယာတွေအဲ့ဒါတွေကဆေးသုံးထားတာတွေပြီးကျွန်တော်တို့ရှာအပြင်သွားရင်ဖော်ဦးတွေထည့်တာတွေပြီးကျွတ်ရင်းနဲ့လက်ဖိတ်ရည်ဝဲတာတွေဟင်းရည်တွေထည့်တာတွေဟုတ်အဲ့ဒါတွေကအရန်ဆိုးတာနော်ကျွတ်ရင်းကထိတယ်ပြီးတော့ရေတံမှုတော့ဟုတ်ရေတံမှုထည့်တယ်ကွက်နဲ့ကိုဟိုရေတံမှုမတော့ရေတံမှုတွေဟာလေအဲ့ဒါတွေကကင်ဆာဖြစ်နိုင်တယ်နော်အပူနဲ့ထိတယ်နေပူနဲ့ထိရင်ပိုဆိုတယ်စီနဲ့ထိတယ်တက်ဖြူတဲ့ဟာပေါ့နော်အဲ့လိုတွေပြောတာပြီးဒီထဲမှာဆိုးစေးတွေပါတယ်ပြီးတော့ဆိုးစေးတွေဆိုခမီကယ်တွေပြီးအနက်သက်တွေစားကြမရှိဘူးဒါပေမဲ့ရှောင်ရတာပေါ့ဟုတ်ကဲ့ရှောင်ရတာပေါ့အခြား